ဖះမှားတာပဲကွာတော်သေးရအောင်နောက်ထပ်အစားအစာကြီးရတယ်လို့ ဒါဘလူရတာ ငါခဏကိုတည်းကခဲလာတယ်လို့ကွာ ခိုင်ရူပဲ ရာသီဥတုကအေးရရကွာ ဒီဗီဒီယိုကို like and subscribe လုပ်ပြီးတော့ပါလို့ အခုလိုချိန်ကလည်းသူများရဲ့လူမျိုးအိမ်ထဲမှာအေးစီးနေကြတာပေါ့ငါပြောသေးလေးစားတာကငါဘိုက်တော်တော်စားနေပြီပြီးတော့ဒီတခြားစားစရာလေးတွေသိမ်းထားမှရမယ်ငါနောက်ထပ်ဘိုက်ဆိုင်စားရအောင်လို့ဟာအခုမှနောင်နှားရနေရောလေဘာမှမထူးပါဘူးငါငငယ်တော့မိဘအပေါ်မတိတဲ့ငါနေတဲ့အိမ်အပေါ်လည်းတန်ဖိုးထားရကောင်းမှမသိကျေးဇူးလည်းမသိပညာလည်းမတတ်ဘာမှမိဘစကားနဲ့နားမထောင်ခဲ့တော့အခုမိဘရင်မရှိတဲ့အခါမှာတော်တော်ကြီးဒုက္ခရောက်နေပါလားအချိန်ညနောက်ဆုတ်လိုက်ရင်တော်တော်ကောင်းပါပဲဒီလိုနဲ့ပဲအင်ဂျီယာမဲ့ကောင်လေးတယောက်ဟာတလန်းဝင်တလန်းထွက်နေအမိုက်ပုံးလေးရသမျှစားကျွန်းစားကြံလေးကိုကောက်ပြီးတော့အသက်ရှင်တန်မှုစူးစမ်းနေရပါတယ်ရာဒီဥတုကအေးတဲ့အေးလာတဲ့နဲ့အမျှအနှွေးရမရှိတဲ့ဒီကောင်လေးဟာအေးတံကိုအန်ကျိတ်ခံပြီးတော့စားစရာရဖို့အတွက်ပဲခေါင်းထဲမှာတာဆူနေခဲ့ပါတယ်ဒီထဲမှာဘာစားစာရှိအောင်မလို့မသိဘူးကွာတယောက်ယောက်ကောင်းမစားဘဲနဲ့ပြစ်ထားတဲ့အစားအစာလေးကြံနေတဲ့တော်တော်ကောင်းမယ်ကွာဟာဝိုင်းတယ်ဟာဒီမှာငါပြောပြီးကြံနေရပဲတော်သေးတော့ကွာပြစ်သွားတဲ့သူကျေးဇူးတင်ရမယ်အကိုကြီးအမကြီးဘယ်သူမှတော့မသိဘူးပဲချမ်းသာချမ်းသာပါသေးဗျာခင်ဗျားတို့ရဲ့အခုလိုမျိုးဟာလားမုတ်လေးတွေကကျွန်တော်ရဲ့အသက်ဆက်ရှင်ဖို့တော်တော်လေးကိုအထောက်အကူဖြစ်တယ်ဗျတကယ်ကျေးဇူးပါဗျာချမ်းလိုက်တော့ဟာဘာလို့နှင်းမုန်တိုင်းနေရဒီလောက်တောင်မှတိုက်ပြီးတော့နှင်းနေအရန်ကြနေရတယ်မသိဘူးဒါပေမဲ့သူများလိုမျိုးငါနားလာနေနေလို့မရဘူးငါအစားအစာရှာဖို့ရမယ်ဒါမှလည်းငါစားလို့ရမှာနောက်ပြီးတော့မိုးချုံရင်ငါဘယ်နားမှာအေးရမလဲမသိဘူးကွာငါခန္ဓာကိုယ်အရန်အေးရတယ်လို့ပဲကွာငါမခံနိုင်ဘူးဒီချိန်မှာမီးဖို့လေးနားထိုင်လိုက်ရအရန်ကောင်းပါပဲဆိုးရွားလွန်းလာတဲ့ရာသီဥတုတံကိုခံစားနေရတဲ့ကောင်လေးဟာမကြခင်မှာပဲအမိုက်ပုံးသားမှာလဲကျပြီးတော့တည်ဆုံးသွားခဲ့ရပါတယ်ဒါကြီးရမှာချိန်ဆက်ထားတဲ့တိုင်းကြလည်းရှိတယ်။ကိုကဝယ်ပေးမယ်ဆိုရှင်ဒီထားလေးပေးရတယ်နော်။ဒီတယောက်ရဲ့ဒီကိုကြင်ကြံမှုဟာဒီတက်ကလေးတစ်ခုလုံးဒီခွဲတစ်ခုလုံးဟာအကုန်လုံး၅ပါးမောက်မဲ့ကိစ္စ